တရားထုတ်တော်မယ်ဆိုလို့ရှိရင်ကာယမိမံသမတထာဒီမံကာယဤခန္ဓာကိုယ်ကြီးကိုသမတထာစောင့်ပြီးသုံးသပ်ပါကွာခန္ဓာကိုယ်ကြီးကိုတရားဓမ္မတွေအမျက်လုံးလေးမှိုက်ယောက်ျားဖြင့်ဓမ္မနဲ့ခွေးမိန်းမဖြင့်ဒူးလေးတုပ်ပြီးခန္ဓာကိုယ်စောင့်ကြည့်နေပါနော်ဘယ်လောက်ကြည့်ရမှာတော့ဗျာတို့မေးတော့မှရှင်သာရိပုတ္တရာရွတ်တဲ့ကာထာနော်ခမောကာယမိမံသမတထာဤမံကာယဤခန္ဓာကိုယ်ကြီးသမတထာစောင့်ပြီးသုံးသပ်ကွာဘုရားရေဘာလို့ရမလဲစောင့်ပြီးကြည့်နေစောင့်ပြီးကြည့်တရားတော်ဘာလို့တရားဓမ္မတွေဒီခန္ဓာကိုယ်ကြီးဘယ်လိုလုပ်နေရမလဲယောက်ျားဖြင့်တင်မင်းကိုမိန်းမဖြင့်ဒူးလေးတုပ်ပြီးခန္ဓာကိုယ်စောင့်ကြည့်နေမစောင့်မြန်လို့ရှိရင်လည်းဒီလိုလုပ်နေတာအသက်ကလေးမမရှူပြီးဒီကလာစောင့်နေတာပေါ့ဗျာဘလို့စောင့်ရမှာတော့လို့မေးတဲ့အခါကျတော့မှရှင်သာရိပုတ္တရာကပရိဇာနာထပုဏ္ဏပုံနာပရိဇာနာအဖန်တလဲလဲစောင့်နေကွာဓမ္မတို့ပါတယ်တော့စောင့်နေလို့ရှိရင်ဖြင့်ခန္ဓာကိုယ်စောင့်ပြီးအဖန်တလဲလဲစောင့်နေပြီဆိုတော့ဖြင့်ခန္ဓာကိုယ်ကသူ့သဘောသူပြောလာလိမ့်မယ်ဒကာဓမ္မတွေသုံးနေတဲ့စကားရှိသားပဲ။အိုးတိုက်မွေနဲ့ပဂရိမွေနဲ့တိုက်မွေဆိုတာကသုံးပယောဂတွေကတိုက်တဲ့မွေပေါ့ဗျာ။ပဂရိမွေနဲ့မဲကမွေတဲ့မွေလည်းရှိတာပေါ့ဥက္ကမောမွေနှမျိုးမရှိဘူးလား။အဲ့တော့ခင်ဗျားတို့ပြောနေတဲ့စကားကမွေမှန်ရင်တွန်းရင်ဖြောင်းပါပေါ့ကွာလို့ပြောကြဘူး။မွေမှန်ရင်ဒါရင်တိုက်မွေဖြင့်မဖြောင်းဘူးပြောတာ။တိုင်းမွေဖြင့်မဖြောင်းဘူးလို့ပြောတာသဘောကျအဲ့ဒီမှာလည်းဒီတိုင်းမှာတရားဓမ္မတို့တဲ့ခန္ဓာကိုယ်ကြီးကအနိစ္စခန္ဓာကိုယ်မှုသူအဖန်တကယ်စောင့်ကြည့်နေပြီသမာဖြင့်သူ့သဘောသူပြောတော့မယ်ခန္ဓာကဘာပြောမယ်သူ့သဘောသူကတိုင်းမွေမှမဟုတ်ပဲတရားဓမ္မတွေအမှန်မွေဖြစ်နေတော့ကျုပ်ဟာအနိစ္စပါကျုပ်ဟာဒုက္ခပါကျုပ်ဟာအနတ္တပါယောဟာအတုပပါလို့ခန္ဓာ၅ပါးတွေကသူလူချွန်ညွန်ပြောပါလိမ့်မပြောပဲအဲ့တော့တရားဓမ္မဘုရားကလည်းဟောခန္ဓာကလည်းပြောဆိုတော့ဘုန်းကသုံးမထားတယ်ကသွားမကြိုက်ဘူးလားဘုရားကလည်းဒီခန္ဓာကိုယ်ကြီးကသဗ္ဗေသင်္ခါရအိဋ္ဌသဗ္ဗေသင်္ခါရဒုက္ခသဗ္ဗေဓမ္မအနတ္တလို့ပြောတော့ကိုယ်ကလည်းစောင့်ကြည့်နေတာနဲ့သွားချုပ်ဒါလုံးသင်နေတာတော့တရားဓမ္မတွေစောင့်ကြည့်နေတာနဲ့သွားကြုံတဲ့ခါကျတော့ဒကာသစ်တို့မောင်မရတို့ခန္ဓာကဘာပြောမယ်ရှင်ဩဘုရားမလို့တွန်းဝင်ဖြောင်းဆိုသလိုဒကာဓမ္မတော့အိဋ္ဌရှိတော့အိဋ္ဌပြောပြီအနိစ္စဆိုတာဘာတုံးလို့ဆိုလို့ချင်းဒကာဓမ္မတွေခန္ဓာကိုယ်တွေကအသစ်ပေါ်လာတာဟူတွေ့ရဒကာဓမ္မတို့အနိစ္စအသစ်ပေါ်ပြီးပြောက်သွားတာဟူတွေ့ငကိုကမရှိဘူးစောင့်ကြည့်နေတော့မှသစ်ကလေးပေါ်လာပြီးဒီသစ်ကလေးပြောက်သွားတာဘာခေါ်ကြအခုနေမှဗျာရလာလိုက်တာလေလက်မောင်းလေးမှာအခုမှရလာတာဆိုတော့သူအနိစ္စပေါ်လာတယ်ဒီရတဲ့နေရာမှာပြောက်သွားလို့ရှိရင်ဩဒီဥစ္စာသူ့သဘောသူပြောတာကိုလို့မဆိုနိုင်ဘူးလားဒုက္ခမောင်ဒီလိုလုပ်ရမှာနော်ခိုင်းနေရမှတတ်နေမှာစိတ်ကလေးကတောင်ပြေးမြောက်ပြေးနဲ့ပြေးသွားတော့ငကိုကဒီပြေးတဲ့စိတ်ရှိသလားအခုမှပြေးတဲ့စိတ်ခန္ဓာကိုယ်ရဲ့ပေါ်ပြီးခန္ဓာကိုယ်ရဲ့ပြောက်တာလားခုမှပေါ်ပြီးခုမှပြောက်တာဆိုတာသိကြပါလားအဲ့ဒီတော့မိုးရမှန်းလို့တွန်းရင်ဖြောင်းဆိုတဲ့အတိုင်းဘုရားမောင်ကြီးပြပြန်ပြီးအိဋ္ဌပဲဒကာဝမပြသေးဘူးလားအဲ့ဒီလိုပြတဲ့အခါကျတော့မှဒါပြန်စိတ်ရှုတဲ့ပုဂ္ဂိုလ်ကစိတ်ကလေးတွေကအခုပေါ်အခုပြောက်အခုပေါ်အခုပြောက်ဆိုတော့ဒါဘုရုပေါ်ရဲ့ဘုရုပြောက်တာတော့ဆိုတော့ဒကာဓမ္မတွေကမှတ်လိုက်တော့ခန္ဓာပေါ်ရဲ့ခန္ဓာပြောက်တာဘယ်လိုဆိုကြဒါပြန်ခန္ဓာပေါ်ရဲ့ခန္ဓာပြောက်တာဆိုတော့ပုခ္ခန္ဓာကြီးကပေါ်လိုက်ပြောက်လိုက်ဆိုတော့ဟုတ်တော်အဘဝထေနာအိဋ္ဌဟုတ်တော်မမြင်ရရကပေါ်လာပြီမမျော်လင့်တဲ့နေရာပေါ်လာဟုတ်တော်မမျော်လင့်တဲ့နေရာပေါ်လာပြီပေါ့ဗျာ
ဘာဝတေနဒီပေါ်တဲ့နေရာတိုင်း၌ပျောက်သွားခြင်းတွေပဲအနိစ္စပဲမမျော်လင့်တဲ့နေရာပေါ်လာပေါ်တဲ့နေရာမှာဘာဖြစ်တော့အဲ့ဒါဘာခေါ်ကြဒါဖြင့်ဒီဥစ္စာဒကာဓမ္မတို့ဒီနေရာရလို့ဒီနေရာပေါ်ရင်လည်းပေါ်ဒီနေရာပြောက်ရင်ဘာဆိုကြဒီနေရာမှာဒကာနာရဒီနေရာမှာပြောက်ရင်ဒီနေရာမှာကြားရဒီနေရာမှာပြောက်သွားရင်ဒီနေရာမှာနာရဒီနေရာမှာပြောက်သွားရင်ဒါဖြင့်ဒီနေရာမမျောတဲ့နေရာမှာပေါ်လာတယ်ပြီးတော့ဒီနေရာပြောက်သွားတယ်ဒါရီအနိစ္စပဲလို့ဆိုတာစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မှာခန္ဓာကပြောပါတယ်စောင့်ကြည့်တဲ့ပုဂ္ဂိုလ်မှာခန္ဓာကပြောတဲ့အခါကြလို့ရှိရင်ဒကာဓမ္မတွေကငါကောကဘုရားကလည်းဟောတယ်အနိစ္စလို့ဟောတယ်ခန္ဓာကလည်းအခုပြောဖို့ဆိုပြီးသုံးရကြရှားလိုက်တော့မှန်ပါဘုရားကလည်းသဗ္ဗေသင်္ခါရအနိစ္စမမေ့နဲ့ပေါ့ဗျာသဗ္ဗေသင်္ခါရဒုက္ခလို့ဘုရားကလည်းပြောဘူးလားသဗ္ဗေဓမ္မအနတ္တလို့ဘုရားကပြောဘူးလားဘုရားကပြောတာနဲ့ခန္ဓာကိုယ်စောင့်ကြည့်တဲ့အခါကျတော့မမျောတဲ့နေရာပေါ်လာပြီးဒီနေရာချုပ်ပြောက်သွားတာလေးပြောက်ပြက်သွားတယ်လေးမြင်လိုက်တော့ဘုရားကဟောခန္ဓာကပြောသောကြောင့်ဒီတရားဖြင့်မှန်ပါလို့ဆုံးဖြတ်ချက်ချဘုရားကဟောဒီတရားမှန်ပြီလို့ဆုံးဖြတ်ချက်ချပါဘုရားကဟောဒီတရားပဲနဲ့ဆိုကြမှန်ပြီဒီတရားအမြင်မှန်ပြီလို့မှတ်လိုက်အဲ့တော့ဘုရားကဟောခန္ဓာကပြောတာဒကာဓမ္မတွေကဒီတရားအပြင်အမှန်ပဲလို့သုံးပြချက်ချလိုက်တော့အမှန်ပဲလို့သုံးပြချက်ချတာဒီသမာဓိကြီးမဲ့ဝင်လာတယ်လို့မှတ်လိုက်ဒါစကားပြောနေတယ်လို့မောင်းမေ့ပါနဲ့အလုတ်သင်ပြီးဒီကရာမဲ့ဝင်လာတာသိအောင်လို့ပြောလိုက်ပါတယ်ခန္ဓာကဘုရားကဟောခန္ဓာကပြောတာကိုဟောဟုတ်ပြီလို့သုံးပြချင်ဟုတ်ပြီဆိုတာဘာပါလိမ့်သမာဓိရှိဒါပြန်မဲ့ခင်ပေါ့ဗျာသဘောကျလားသိပြီကြာကြာမပါရဂရမရဒီဥစ္စာကြံလုံးပြေလုံးလို့အောင်းမနေပါနဲ့ခမည်းတော်ငါကအယူပြောက်လို့ဒီဥစ္စာမှန်မြင်တာဆိုတာကိုလည်းသိကြတာအောင်လို့ရှင်းရှင်းလင်းလင်းပြောနေပါတယ်ဆိုတာကိုသဘောကျလားဘုရားကသဗ္ဗေသင်္ခါရအိစ္ဆသဗ္ဗေသင်္ခါရဒုက္ခသဗ္ဗေဓမ္မအနတ္တလို့ဟောထားတယ်ခန္ဓာကိုယ်တစ်ခုလုံးအိစ္ဆဒုက္ခအနတ္တသာရှိတယ်ကွာလို့မဟုတ်ဘူးလားဟုတ်ပါဘူးဘုရားကဟောပြီဘုရားဟောတော့ကျွတ်တော့စောင့်ကြည့်ဘုရားဟောတော့ကျွတ်တော့ပဲလို့ပါကြကြသတိထားတော့ဒီနေ့အလုတ်ပင်နေတဲ့တရားတော်ဓမ္မတွေကြကြသတိထားပါအလုတ်ပင်နေတဲ့တရားပရိစိတ်နေရမယ်တရားမဟုတ်ဘူးစောင့်ကြည့်နေရမယ်တရားဟုတ်ကဲ့မောင်ပရိစိတ်နေတာတော့ဟိုကအနိစ္စရောက်ပဲမဲ့ကိုကဗလိတလုံးချရမှချပြတဲ့ဒီနည်းပရိချတဲ့ထဲမှာအနိစ္စကဘာရင်မှပါတယ်သဘောပါလားအဲ့တော့ဘုရားကအနိစ္စဒုက္ခအနတ္တလို့ခန္ဓာကြီးမဟောဘူးလားကိုကဘာလုပ်ရမလဲစောင့်ကြည့်နေတော့ခန္ဓာကမမျောတဲ့နေရာပေါ်လာပြီးဒီကလာဇာကနဲ့ဇာကနဲ့ပြောက်သွားဇာကနဲ့ဇာကနဲ့ပြောက်သွားတော့ဒါဘုရားကပြောတာပါလေယုံကြလားအမှန်ဟောမြင်မလားအဲ့ဒါပါဆိုလို့အဲ့ဒီသမာဓိကြီးကမဲ့ခင်၅ပါးနဲ့မြင်တာတော့မှတ်လိုက်ကြမှာဒကာဓမ္မတွေဘယ်လိုမှတ်ကြမလဲဒကာဓမ္မတို့သိကြကြပါလားအလုံးကြီးကြီးနေပြီဥက္ကမောင်ကြီးဒါကလက်တွေ့တရားတွေဒကာဓမ္မတို့တဲ့ခမည်းတော်မှဉာဏ်တွေ့တရားတွေဖြစ်အောင်လို့သေးသေးချာချာရှင်သာရိပုတ္တရာကြီးကတော့ဟောရှာလို့ကိလေသာပညာထဲမှာလည်းပါပါတယ်ကာယမိမသမဂရပရိဇာနာထဘုနာကုဏံကာယေသဘာဝံဝိရိတဝနာဒုက္ခသန္တံကရိတ္တိမင်းဒီလိုသာမြင်နာမှကြီးกว่าဒုက္ခဆုံးပါလိမ့်မယ်။ဒါရင်ဒကာဓမ္မတို့တရားကလည်းပါဟောတော့အနိစ္စပဲဟောဘုရားကအနိစ္စဒုက္ခအနတ္တဟောသည်ဘုရားဘာဟောဘုရုဟောတာထားပါရဲ့ဘုရားကိုယ်ကသူဟောတာထားပါစီသူမြင်တဲ့သူဟောတာလည်းထားလိုက်ပါ
ကိုယ်မြင်နဲ့မကြိုက်သေးလို့ရှင်စောင့်ကြည့်ပါဦးဥက္ကမောပါတော့ကိုယ်မြင်နဲ့မကြိုက်သေးစောင့်ကြည့်ပါဂိုင်းဒါဖြင့်ကိုယ်မြင်တဲ့တရားဓမ္မတွေစောင့်ကြည့်တော့လက်ကလေးကရခြေကလေးကရတရားဓမ္မတွေဆိုင်ကြကဘာသာနာကုမပေါ်လာလားရတဲ့နေရာမှာပြောက်သွားတယ်တရားဓမ္မတွေဟုတ်တော်ဟာမမျော်လင့်တဲ့နေရာဖြစ်ပေါ်လာ၏အဘာဝတေနဒီနေရာ၌ပြောက်သွားခြင်းဒီပင်အိဋ္ဌအိဋ္ဌပဲတရားဓမ္မတွေမျော်လင့်တဲ့နေရာပေါ်လာလားမမျော်လင့်တဲ့နေရာပေါ်လာလားတခါတည်းကြောကပေါ်ခြင်းပေါ်တယ်တခါတည်းရင်ကပေါ်ခြင်းပေါ်တယ်တခါတည်းနမေကပေါ်ခြင်းပေါ်တခါတည်းခြေပေါ်ကပေါ်ခြင်းပေါ်ခြေလုံးကပေါ်ခြင်းပေါ်ဆိုတော့ခင်ဗျားတို့မျော်လင့်တဲ့နေရာပေါ်တော့ဘူးမမျော်လင့်တဲ့နေရာပါလေအဲ့ပေါ်ပြီးတော့မမျော်လင့်တဲ့နေရာမှာပဲဘာဖြစ်သွားပါလဲဩဒါဖြင့်အဲ့ဒါဘာခေါ်ကြမြင်ကြရဲ့လားလို့ဆိုတော့စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်လည်းမြင်တယ်စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်တော့မြင်တာပါလိမ့်ကြည့်ပါလေသမာပတ္တိသမာဓိသမာမင်္ဂန်ပတ္တိမြင်ဣသမတို့ကြောင့်သမာဓိဆိုတဲ့အတိုင်းမိစ္ဆာရိဋ္ဌိပယ်ပြီးဒီကလာသမာဓိကိုသမာဓိဉာဏ်ရောက်လာတာစောင့်ကြည့်တဲ့ဖြစ်ဟာတေဘောတံပါလားဆိုတာပေါ်လာတော့တယ်ပေါ်လာလေဘူးလားအဲ့ဒါသကုလရဏီဥပုပ်ကလည်းစောင့်ကြမှာဧကံလူတိုင်းဆိုသလိုပဲဖြစ်ကြတော့တရားဓမ္မတို့တဏှာမှာပြန်ဆိုင်ပြီးတဏှာစောင့်ကြည့်ကြပါဆိုတဲ့ဥစ္စာဒါပြောရတယ်ဟောရတယ်နော်ခိုင်းဒါဖြင့်ဒါကခန္ဓာ၅ပါးခင်ဗျားတို့ခိုင်းနေတဲ့ခန္ဓာ၅ပါးနော်ပြီးတော့မှယန္တိ60ဟောပါမယ်ဒကာဓမ္မတို့ဥက္ကမောအလုတ်ကလည်းသင်ရသေးတယ်နော်မသင်ရင်မကောင်းဘူးဗျအဲ့ဒါဒီခန္ဓာ၅ပါးကြီးနဲ့ဒကာဓမ္မတွေကတကူလားကျိုးဆောင်မြင်လဲဆောင်ပဲကြနေမှာဆောင်မြင်လဲဆောင်ကြတယ်ကျိုးမားသေးလို့နောက်ဆုံးမှုကပိတ်ဆောင်မြင်လဲဆောင်မယ်ခင်ဗျားတို့ကြောင်းတော့မပြောတော့ဘူးပေါ့ဗျာခင်ဗျားတို့ကြောင်းကတော့ကျော်ရည်ရသိများတယ်ကဲဒါဖြင့်ဒကာဓမ္မတို့ဒီလိုစောင့်ပြီးဒီကရာဟောဒီကနေစောင့်ကြည့်ပါဝန်းထဲကစောင့်အောင်ပါပဲစောင့်တာဒါတော့ပုံစံမှုပြရပါတယ်စောင့်ကြည့်နေတာကမဂ္ဂင်၅ပါးပฏิချာဝရိယစိုက်ပြီးပညာနဲ့ကြည့်ပြီးသမာဓိနဲ့ကြည်ကြီးနေတာဆိုတာဝရိယလေးနဲ့လည်းမလျှော့တော့စောင့်ကြည့်နေတာ၅ပါးနဲ့စောင့်မောင်ဘယ်နှပါးနဲ့စောင့်ပါဒကာဝကြီးဘယ်လောက်နဲ့စောင့်တာပါသူတို့က၅ပါးနဲ့စောင့်တယ်လို့ဆိုတော့ရှင်ဗျာအရင်များဖြစ်နေသလားလို့ဒီလိုမယူပါနဲ့တဲ့သတိသမာဓိဆိုတာဒကာဓမ္မတို့သတိသမာဓိတော်ကြီးမှလည်းလာပြီးသားဖြစ်နေတဲ့တွေ့ကိသံတော်ဝါကိသံပိတိပဇာနာတိဒီတော်ဝါဒီတော်မိတိပဇာနာတိလာတော့ကိုကစောင့်တဲ့သဘောလေးနဲ့ဒကာဓမ္မတွေအရင်စစ်နေတယ်လို့ဒီလိုမယူနဲ့စိတ်ထဲကဘယ်ဟာပေါ်လာလားငါပြန်နောက်ကလိုက်ဖြစ်အောင်လိုက်မယ်ဆိုတာစောင့်တာပဲဘယ်ဟာပေါ်လာလားပေါ့ဗျာနောက်ကအသိလိုက်မယ်ဆိုရင်ပြန်ဒါပါဆုံးအဲ့ဒါစောင့်တာပဲဆိုတော့ပေါ်လာပါလားသာကိုလွဲသွားမဆိုလို့ဒကာဓမ္မတွေဤဥစ္စာတွေလွဲသွားမဆိုလို့စောင့်နေတယ်ဆိုတော့သူ၅ပါးကအရင်ဖြစ်နေတယ်ခန္ဓာကဖြစ်တဲ့ကနောက်မှပြဒီလိုယူမှဆိုတဲ့အတွက်ဘုရားသခင်ကိုရမေကြီးကဒီလိုမယူနဲ့กว่าစောင့်ဆိုတာဒီလိုယူလို့မရဘူးဘာလို့ဆိုတော့ကိသံတော်ဝကိသံပိတိပဇာနာတိသွားတာကိုသွားမှပြရမယ်ဆိုတော့သွားတာကခြေပိုင်းကပြရမှာကနောက်ကသဘောကျအဲ့တော့ဆရာသင်္သာဒကာဓမ္မတွေကမှတ်ထားပြီးတော့ခြေကတခုခုပြလို့ရှင်နောက်ကဖြင့်အမြဲတမ်းပြီးအောင်ဖောင်းမဲ့ဆိုတာဒါစောင့်ကြည့်တာကိုသဘောကျကောင်းပြီဆိုတော့ဆိုလို့ရှိရင်လည်းရှင်းတော့ပါပြီတဲ့ကဲခန္ဓာကြီးကဒကာဓမ္မတွေထိုင်ကြပြီဘုရားရှင်မှာဖြစ်စေအိမ်မှာဖြစ်စေထိုင်ပြီးဒီကလာနေတော့ခန္ဓာကိုယ်ကြီးကဒကာသေးပြောလိမ့်မနော်ပြောလိမ့်မယ်ရှင်းတော့ဘာပြောမလဲလို့မေးတဲ့အခါကျတော့ရှင်းတယ်။ဩဆရာဘုန်းကြီးရတယ်မှားရှာတယ်တို့ကိုကဲတင်တဲ့ဆရာဘုန်းကြီးကမှားရှာတဲ့တရားထုတ်တယ်လို့
ဒီစိတ်ကလေးတော့ပေါ်ပြီတရားထုတ်လို့မှားလိုက်တယ်ဆိုတော့တရားထုတ်လို့မှားလိုက်တော့တရားထုတ်ခြင်းနဲ့စိတ်ကလေးတရားဓမ္မတွေသံတော်မလာဘူးလာလို့ရှိရင်သူရှိဥတော့ပေါ်လာတာပဲတရားထုတ်ခြင်းနဲ့စိတ်ကလေးတော့ဝန်းနဲ့ပေါ်လာဘူးလားပေါ်လာခြင်းနဲ့တည်းနဲ့ခေါင်းကတောင်းပြီးဒီကရနောက်ကတခုသာပေါ်ရင်လိုက်မယ်ဆိုတာကခေါင်းကအာထုတ်ခြင်းနဲ့စိတ်ကလေးရှိမရှိကဲခါလိုက်ဒါပြန်အာထုတ်ခြင်းနဲ့စိတ်ကဘာလို့အနေစာတောင်းပြနေတာကနောက်ကလိုက်တာကမက်ကပဲနောက်ကလိုက်တာပဲဘောပါကြဩဒါပြန်ဒီလိုလိုက်တဲ့အခါကျတော့တရားရှားရသေးသလားအာထုတ်ခြင်းနဲ့စိတ်ကလေးကိုကအနိစ္စရဲ့လို့သူကျိုးစွာလာပြောအာထုတ်ခြင်းနဲ့စိတ်ကလေးကဘယ်လိုလာပြောပါလဲအနိစ္စလို့သူကလာပြောတော့ဒီလိုကနောက်ကနေပြီးမက်ကနဲ့မိအောင်ဖန်လာသူကအနိစ္စလို့ပြောတော့ဒီလိုကမက်ကနဲ့မိအောင်ဖန်လိုက်တဲ့အခါကျတော့ဒါသတိထားဝရိယစိတ်ဉာဏ်နဲ့စောင့်နေတဲ့ပုဂ္ဂိုလ်မဟုတ်ခင်မှာပေါ်လာပါလားဒါရင်တရားထုတ်ခြင်းနဲ့စိတ်ကလေးကဖြစ်ဖြစ်စောင့်ပြီးမိအောင်ဖန်တာကမက်ကဖြစ်ပြီးဒီကကနေတော့ဟောဒီကိစ္စပြီးကာလကဲစပြီးမိပြီဆိုရင်ဖြင့်မပေါ်ဒကာဓမ္မတွေမကြောက်နဲ့ကဲဆရာဘုန်းကြီးကရှူတဲ့စိတ်လည်းရှူတယ်ကြိုက်တဲ့စိတ်လည်းရှူတယ်ဆိုပထမတစ်ချက်မိပြီးရင်နောက်အကုန်မိပါပဲပထမတစ်ချက်မိပြီးရင်ပထမတစ်ချက်မှာအဖမ်းချက်တယ်အဲ့တော့အခုယနေ့သင်လိုက်တာဒီဒကာဓမ္မဘာကိုသင်လိုက်ပါတော့ဆိုတော့ပထမအချက်မှာကြာနေရမှာဆိုလို့သင်လိုက်တာပထမအချက်မှာကြာနေရမှာဆိုလို့သင်လိုက်ပါတယ်ဆိုတာဥက္ကမသဘောကျဘာလေးပေါ်လာမယ်ထင်တယ်တရားထုတ်ခြင်းနဲ့စိတ်ကလေးပေါ်လာတော့သူဟာတရားဓမ္မတွေစဉ်းစားကြည့်ငကိုကရှိတယ်လားခုမှဒီနေရာပေါ်လာတာခုမှပေါ်လာတဲ့နေရာမှာဟုတ်တော်အားပေါ်တဲ့နာနေစမ်းဆိုရင်ဒါလေးကပြောက်မသွားဘူးအဲ့ဒါလေးကစရှိအဲ့ဒါလေးစောင့်နေတဲ့မဂ္ဂင်၅ပါးနဲ့ရှုလိုက်တော့တရားထုတ်ခြင်းနဲ့စိတ်ကအနိစ္စမရှိမှန်းသိတာကမဂ္ဂဆိုတော့ဒကာဝ၅ချက်ပါသွားပြီဥပဒနာမဲ့ခင်၅ချက်ပါသွားပြီမပါသေးဘူးလားခန္ဓာနဲ့ညာနဲ့တည့်သွားတယ်ခန္ဓာကဝိညာဉ်နဲ့ခန္ဓာစိတ်ဆိုတာဝိညာဉ်နဲ့ခန္ဓာဟောဒီကညာနဲ့တည့်မသွားဘူးလားဒါဖြင့်ခန္ဓာနဲ့ညာနဲ့တည့်တော့ခန္ဓာကအနိစ္စလို့ပြောတော့ညာကလည်းအနိစ္စလို့ခေါင်းမြင်လိုက်